ဒီလက္ခဏာပိုင်ရှင်ကပေါ့နော်သူ့ရဲ့လက်မှာကောင်းမွန်ထူးခြားတဲ့မှတ်သားတွေပါနေတယ်ပေါ့နော်ဒါကိုအကုန်လုံးသိရအောင်ဆရာတို့ပညာဘုဒ္ဓအနေနဲ့ညှောက်ပေးချင်တာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လက်မှာလူလေးတွေပါနေတာဆိုတာကိုတိုက်စစ်ပြီးတော့လေဒါမှတ်နေလို့ရတယ်ပေါ့နော်ဒီနေ့မှဆိုရင်တော့ဒီပုံမှာပြပေးထားတဲ့အတိုင်းဒီလက်ညှိုးအောက်မှာ၄တော့ကပုံစံမှတ်သားတွေပါနေတယ်ပိုးပိုင်အိမ်ပိုင်နေရမယ်ကံသရာရှင်ဖြစ်တယ်ပေါ့နော်တိုက်ဒီအိမ်နီရှန်နေမိလေတွေရတယ်စသဖြင့်ဒီအိမ်နဲ့ပတ်သက်ပြီးလက္ခဏာပိုင်ရှင်ဟာရရှိပိုင်ဆိုင်နိုင်မယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်နေစရာကောင်းကောင်းနဲ့ဘဝမှာပြည့်ပြည့်စုံစုံနေရတတ်ပါတယ်အဓိကတော့နေစရာအတွက်မပင်ရတဲ့လက်မျိုးဖြစ်တယ်ပေါ့နော်မကောင်းတဲ့တိုက်ခိုက်တွေအတားဆီးတွေကိုလည်းဒီအမှတ်သား၄တော့ကအကာအကွယ်ပေးနေတယ်ဆိုတာကိုဒါပြနေတာဖြစ်တယ်ကိုယ့်ရဲ့ကံကြီးအားနည်းမှုအားသာမှုကိုထောက်ကူပေးထားတာဖြစ်ပါတယ်ကိုချစ်ခင်သူနဲ့လည်းကံကြောင်းပါတတ်တယ်ပြောရမလို့ချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်ပြီးကံကောင်းတတ်ပါတယ်ကိုအိမ်ကောင်းကောင်းနေရမယ်ဆိုတာကိုဒီမသားပြရဲဘဝမှာပိုင်ဆိုင်မှုကောင်းကောင်းရရှိနိုင်တယ်ဆိုတာကိုဒီလေးတော့ကပြပြီးတာဖြစ်တယ်အဲ့တော့အိုးပိုင်အိမ်ပိုင်နေရမယ်လက္ခဏာပိုင်ရှင်ဖြစ်ပါတယ်ဝေကြီးကံတွေလည်းကောင်းပါလိမ့်မယ်ပေါ့နော်ဒါတစ်ချက်ပေါ့နောက်တဲ့ပုံတစ်ခုကြတော့ဒီလက်ကလေးအောက်မှာပါတယ်ငါးရုပ်ပုံစံအမှတ်သားနေအရန်ကိုကောင်းပါတယ်ဒီလိုငါးရုပ်ပါတွေရပေါ့နော်ထူးခြားတန်ကျတဲ့အရာတွေကိုဝါသနာပါတတ်ပါတယ်အဲ့လိုလှဝက်လောက်ရတဲ့အရာတွေမှာသွားပြီးတော့ဝါသနာပါတတ်တဲ့အကျိုးလည်းပေးတယ်ပေါ့နော်သူ့ရဲ့ကံကအတိတ်ကအကျိုးပေးအလုံးမှာကောင်းတတ်တဲ့သူဖြစ်တယ်ဘဝမှာအောင်မြင်ကြိုးစားနိုင်တဲ့အထောက်အကူတွေရှိတယ်လက်ခဲအောက်မှာပါနေတာဖြစ်တဲ့ကြောင့်ဒီလက္ခဏာရှင်ဟာကံထောက်ကူတွေကောင်းမွန်ပါလိမ့်မယ်ပြောမှဆိုရင်အလောက်ကံစီးပွားငွေကြေးကံစသဖြင့်ဒီအရင်နဲ့ပတ်သက်ပြီးအကျိုးပေးတယ်ပေါ့နော်သူ့မှာကံရှိတယ်ကံကောင်းတယ်ဆိုတာကိုပြတယ်ထူးခြားစမ်းကြဲတဲ့အရာတွေထူးခြားစမ်းကြဲမှုတွေနဲ့အကျိုးပေးတယ်ပေါ့နော်အဓိကကတော့သူ့မှာကံကောင်းခြင်းတွေရရှိမယ်ဆိုတာကိုဒီငါးယောက်ကပြနေတာဖြစ်ပါတယ်နောက်တဲ့ပုံကူကြတော့ဆရာတို့ဒီလက်စကြွအောက်မှာပါတယ်ငါးယောက်ပုံစံအမှတ်သားတွေကိုယ့်ရဲ့ဉာဏ်ပညာနဲ့အောင်မြင်မဲ့သူဖြစ်တယ်ကိုယ့်ရဲ့ဖန်တီးမှုတွေကနေငွေကြီးများစွာဝင်နိုင်တယ်ကံထောက်ကူလည်းသိတဲ့သာကောင်းပါလေငွေကြီးကံကြီးကောင်းတယ်ပေါ့နော်ငွေအလုံးရင်းနဲ့ဘဝမှာရမယ်ဝင်မယ်သိတာတဲ့ကံထောက်ကူကိုရရှိမယ်လို့ပြနေတာဖြစ်တယ်ကိုယ့်ရဲ့ကံဉာဏ်စမ်းနေတာပေါ့နော်မြတ်တဲ့ရှင်ပို့ပြီးတော့ကောင်းတတ်တယ်အဓိကတော့ကိုယ့်ရဲ့ဉာဏ်နဲ့ဖန်တီးမှုကပို့ပြီးအောင်မြင်နိုင်တယ်ဆိုတာကိုဒီမသားပြနေတာဖြစ်တယ်ငါးယောက်ကအရန်ကိုလူပါတာရှားပါတယ်ငါရုပ်ပါပြီဆိုတော့စာပေအမှုပညာပတ်တွေနဲ့အကျိုးပေးတယ်ဒီຢာတွေပါနဲ့သွားပြီးတော့အောင်မြင်တတ်တယ်ဆိုတာကိုပြပေးနေတာဖြစ်တယ်အရင်ကိုကောင်းပါတယ်ဒီကကိုယ့်ရဲ့ဘဝမှာအိမ်ကြီးအိမ်ကောင်းနေရမယ်ပိုင်ဆိုင်မှုကံတွေသိတဲ့တာကောင်းပါလိမ့်မယ်ပြောရမယ်ဆိုရင်သူ့ရဲ့လက်ပိုင်ရှင်ရဲ့လက်ကပေါ့နော်ရန်ကိုကောင်းမွန်တဲ့လက်ဖြစ်ပါတယ်နောက်တဲ့ပုံတစ်ခုမှာကြတော့ဒီဆရာတို့ပေါ့နော်ကံလန်းနဲ့အသက်လန်းကြားမှာထိဆက်ပြီးတော့အမုံစံအမှတ်သားလေးဖြစ်လက်ကောက်အပေါ်နာမှာပါတခြားမြင်တာအောင်လို့ပုံနဲ့ပြပေးထားပါတယ်ဒီလိုပါတဲ့လက္ခဏာရှင်တွေကအရန်ဟိုမှာအကျိုးကောင်းပါတယ်ကျိုးသားလောက်ကန်တဲ့သူဖြစ်တဲ့ကျိုးသားနေတဲ့သူဖြစ်ပါတယ်စိတ်ကောင်းစေတနာနဲ့ထားရှိတဲ့သူဖြစ်တဲ့စိတ်စေတနာကြောင့်ပေါ့နော်သူ့ရဲ့ဘဝမှာခဲထားရှိတဲ့ကြုံတဲ့ခဏပဲဖြည်းဖြည်းနဲ့အောင်မြင်ကြော်ဖြတ်နိုင်တဲ့အစဉ်ပြေနေဆိုတော့ပြနေတာဖြစ်ပါတယ်တပားသူပေါ်တနာကျင်နာတတ်တဲ့စိတ်အပြည့်အဝရှိတဲ့ဒီຢာတွေကြောင့်ပဲသူ့ရဲ့ကံကြိုးပေးတွေကကောင်းလာတတ်ပါတယ်ကောင်းလာမယ်ပေါ့ပြောရမယ်ကျမကြီးဘက်ကိုလည်းထောက်ကူပေးတယ်ဘဝမှာတင့်ချမ်းသာမှုကိုရစေနိုင်ပါတယ်ဒီဘာသာကြောင့်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ကြိုးစားမှုတွေကောင်းတယ်ကိုယ့်ရဲ့ကြိုးစားမှုကြောင့်ဘဝမှာတဖြည်းဖြည်းတိုးတက်လာမယ်အစီအပြေလာမယ်ဝေကံနဲ့ပတ်သက်ပြီးတော့လည်းအရန်အောင်ကောင်းတယ်ဘဝမှာဝေတွေအစုလိုက်အပြုံလိုက်ဝင်တတ်ပါတယ်ဒီအမောဇာမှာပေါ့နော်သူကကြိုးစားတဲ့သူဖြစ်တယ်သူရဲ့ကြိုးစားမှုကြောင့်ကံကောင်းအစီအပြေမယ်ဆိုတော့ပြပေးနေတာဖြစ်တယ်အဲ့တော့ဒီလိုပုံစံမျိုးလေးတွေပါတယ်ဆိုရင်တော်တော်လေးကောင်းတယ်အဓိကကတော့ဒီလက္ခဏာပိုင်းရှင်ကငွေကြေးကံတွေကောင်းတယ်အောင်မြင်မှုကံတွေကောင်းတယ်ချမ်းချမ်းသာသာနဲ့ဘဝမှာနေရတတ်ပါတယ်အိမ်ကြီးအိမ်ကောင်းနဲ့နေရမယ်ဆိုတော့ပြနေတာဖြစ်တယ်ပိုင်ဆိုင်မှုကံတွေကလည်းသိတဲ့တာမှအရင်ကိုအကျိုးပေးတယ်ပေါ့နော်ငွေကြီးနဲ့ပတ်သက်ပြီးတော့လည်းဘဝမှာရရှိပိုင်ဆိုင်မဲ့အမွေအနှစ်တွေအထိကိုပြောကိုလို့ရပါတယ်ဒီလက်ပိုင်းရှင်ကပေါ့နော်ကံတော့ကိုလည်းသိတဲ့တာကောင်းပါလိမ့်မယ်ဒီလိုပါမပါပေါ့နော်ကိုရဲ့လက်မှာတက်စစ်ပြီးတော့မိုင်းငယ်လို့လည်းရတယ်တခုစီပါရင်လည်းသူ့အကျိုးလေးတွေကတော့ရရှိခံစားပါလိမ့်မယ်ဟုတ်ကဲ့ပါ